Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ bias နဲ့ပတ်သက်ပြီးတော့ဆွေးနွေးချင်ပါတယ် bias ဆိုတာဘာလဲကျွန်တော် bias ကိုဘယ်လိုရှာလဲပေါ့ဒီဗီဒီယိုလေးပြင်ပြရတဲ့ကတော့ Ultima Markets ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်မြန်မာ region မှာမှတ်ပုံနေတဲ့ KYC တင်နိုင်ပြီးတော့ရုံးကြီးစိတ်ချစွာအောက်မှာပေးထားတဲ့ description link ကနေ account ဖွင့်နိုင်ပါတယ်ဆိုတော့ bias ဆိုတာဘာလဲပေါ့နော်အဲ့တော့ bias ဆိုတာမသိသေးတဲ့လူတွေအတွက်တော့ beginner trader တွေဆိုရင်တော့တချို့ bias ဆိုတာမသိသေးဘူးဆိုရင်တော့trader တွေပြောနေရတော့ကြားဖို့မယ်ထင်တယ်ပေါ့နော် bias ရှာရမယ်ကိုယ့်ရဲ့ bias ကအတက် bias လားအကျ bias လား bias ပေါ်မှာအခြေခံပြီး trade ရမယ်ဆိုတာရှိရလေနော်အဲ့တော့bias ဆိုတာကဈေးကွက်လာရဘယ်ကိုသွားနိုင်မလဲဆိုတာကို chat information တွေကြည့်ပြီးတော့သုံးသပ်တာကိုကျွန်တော်တို့ bias လို့ခေါ်လို့ရတယ်အဲ့တော့ chat information တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဈေးကွက်ကအတက်ဖြစ်နိုင်တယ်ဒါမှမဟုတ်အကျဘက်သွားနိုင်တယ်အဲ့တော့အဓိကတော့ market direction ပေါ့နော်ဘယ်ကိုသွားနိုင်မလဲဆိုတာခံမှန်းသုံးသပ်တာ bias ပါပဲနောက်တစ်မျိုးပြောရရင်တော့ probability နဲ့ market behavior ကို base ခံပြီးတော့ဒီ direction ကိုဆုံးဖြတ်တာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ bias ကိုထပ်ပြီးတော့အနည်းငယ်ဖြစ်ဆက်ချင်တာပါလဲဆိုတော့ bias ကလေကျွန်တော်တို့ကဒီဖြစ်နိုင်ခြေကိုအခြေခံပြီးတော့လားရအောင်ဆုံးဖြတ်ရတာပေါ့နော်အဲ့တော့အဲ့ဖြစ်နိုင်ခြေကိုအခြေခံပြီးတော့လားရအောင်ကိုကဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတော့မှကိုယ့်ရဲ့ trade setup ကအဝယ်ဘက်ကို setup တိဆောက်မှာလားအယောင်းဘက်ကို setup တိဆောက်မှာလားဆိုတာကိုဒုတိယအဆင့်အနေနဲ့ထပ်ပြီးတော့လိုက်ရတာပေါ့နော်အဲ့တော့ကျွန်တော်ဖြစ်ဆက်ချင်တာက probability base ခံပြီးတော့ bias စဉ်းစားတာကအကောင်းဆုံးလို့တော့ကျွန်တော်ထင်ပါတယ် bias ကတော့ပုံမှန်အတက်နဲ့အကျနဲ့နှစ်မျိုးပဲရှိရဆိုပေမဲ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော် bias ၄မျိုးရှိရလို့ယူဆရတယ်ကျွန်တော် analysis လုပ်ပြီးဆိုရင်အမြင်ကကျွန်တော် bias ၄မျိုးသတ်မှတ်တယ်ပေါ့နော်အဲ့၄မျိုးပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ရဲ့ trade setup တွေကျွန်တော်တိစောက်လက်ရှိပါတယ်ဆိုတော့ bias ၄မျိုးကကြတော့ bullish bias အတက်ဖက်ပေါ့နော် bearish bias အကျပဲပေါ့နော်အဲ့တော့ပုံမှန်တော့အဲ့နှစ်မျိုးရရှိရဆိုပေမဲ့နောက်တစ်ခုကကြတော့ anticipational bias ပေါ့နော်ဟိုလောလောဆယ် bias ကမတဲခွဲသေးဘူးဟို decision ချလို့မရသေးတဲ့အခြေအနေဖြစ်နေတဲ့ market အခြေအနေရှိတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးဆိုတော့ကျွန်တော် anticipational bias လို့သတ်မှတ်တယ်အဲ့လို anticipational bias မှာဆိုရင်တော့ကျွန်တော် trade ကို setup တိစောက်လည်းမရှိဘူးပေါ့နော်အဲ့တော့ anticipational bias မှာဆိုတော့ကျွန်တော်တို့က market ဘယ်လို develop ဖြစ်မလဲ price action တွေဘယ်လို develop ဖြစ်မလဲဆိုတာကိုစောင့်တင်တယ်အဲ့တော့ beginner တော်တော်များများက anticipational bias မှာအမှားလုံးမိတာမြင်ရတယ်ဘာလို့လဲဆိုတော့ဟို beginner trader တယောက်အနေနဲ့ကကျွန်တော်တို့တော့ဆိုလဲအဲ့လိုပဲအဓိက entry အများကြီးဝင်နေတာပေါ့နော် trade အမြဲတမ်းယူရှင်နေတာအဲ့တော့ anticipational bias တွေမှာလည်းမသိဘူးအဲ့တော့တကယ် market condition ကဆုံးဖြတ်လို့မရအခြေအနေမတဲကွဲသေးတာဖြစ်နေပေမဲ့မသိဘူး trade မယ်ဆိုတာမျိုးဖြစ်တာပေါ့နော်အဲ့တော့အဲ့လို anticipational အခြေအနေမှာလည်းအတက်ဖက်ကိုရွေးချယ်လိုက်တာအချဖက်ကိုရွေးချယ်လိုက်တာမျိုးတွေရှိရပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်အထင်ပေါ်အခြေခံပြီးတော့ရွေးချယ်မိတတ်ကြတယ်နောက်ဆုံးတစ်ခုကတော့ both sided bias ပေါ့နော် both sided bias ကကြတော့တချို့ market condition တွေမှာဆိုရင် bias ကနှစ်ဖက်လုံးသွားနိုင်ခြေရှိတာမျိုးတွေရှိတယ်အဲ့တော့အဲ့လိုအချိန်တွေမှာဆိုတော့ကျွန်တော် setup ကိုနှစ်ခုထားပြီးတော့စဉ်းစားရတာပေါ့နော်အတက်အတွက်ကိုလည်းကျွန်တော် setup ရှာတယ်အကျအတွက်ကိုလည်းကျွန်တော် setup ရှာတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ bias ၄မျိုးကိုအခြေခံပြီးတော့ trade setup တွေတိစောက်လေးရှိတယ်အဲ့တော့ကျွန်တော် bias ဘယ်လိုရှာလဲဆိုတာလေးကိုအနေငယ်ပြပြချင်ပါတယ်အဓိကတော့ကျွန်တော် higher time frame မှာ bias ရှာပါတယ်ပထမတစ်ဆင့်တော့ကျွန်တော် higher time frame day chart တို့ week chart တို့မှာကျွန်တော်အဓိက bias ကိုရှာတယ်နောက်တစ်ခုကကျတော့ trending ပေါ့နော် market က trending ဖြစ်နေတာလားပေါ့နော်ဥပမာဘယ် phase တွေရောက်နေတာလဲ corrective phase တွေရောက်နေတာလားဒါမှမဟုတ် market trending သွားနေတာလားပေါ့နော်အဲ့တော့ market phase ကိုကျွန်တော်ကြည့်ရင် impulsive phase ဖြစ်နေလား corrective phase ဖြစ်နေလားအဲ့တော့တိုက်တစ်ချက်ကတော့ price movement တွေကိုကျွန်တော်ကြည့်ရပေါ့နော် impulsive movement နဲ့သွားနေတာလား corrective movement နဲ့သွားနေတာလားဆိုတာကိုကျွန်တော်ကြည့်ရအဲ့တော့ဒီသုံးခုကိုပေါင်းစပ်ပြီးတော့ကျွန်တော် bias ကိုရှာလေးရှိပါတယ်ဆိုတော့ chat ပေါ်မှာတစ်ချက်ကြည့်လိုက်အောင်ဒါကတော့ Euro USD ရဲ့ day chart လေးပေါ့နော်လက်ရှိဖြစ်နေတဲ့အခြေအနေလေးပါအဲ့တော့ Euro USD ကကျွန်တော်တို့ day chart ပေါ့နော်အဲ့တော့ week chart တို့ day chart တို့က higher time frame ကတကယ် market ရဲ့ overview ကိုပေးစေတယ်အဲ့တော့တစ်ချက်ချုပ်ကြည့်လိုက်မယ်ဆိုရင် Euro USD ကဒီ zone ထဲမှာပဲကျွန်တော်တို့ corrective ဖြစ်နေတယ်လို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာပဲကျွန်တော်တက်လိုက်ဆင်းလိုက်တွေနဲ့ corrective sideways သွားနေရပေါ့နော်တကယ် overview ကြည့်လိုက်အဲ့တော့လက်ရှိအခြေအနေလို့ကြည့်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့က trend နဲ့ပေါ့နော် impulsive phase တစ်ခုတွေ့ရတယ်ပြီးရင်ဒီမှာကျွန်တော်တို့ continuation corrective phase တစ်ခုရှိရယ်ပြီးတော့ကျွန်တော်တို့ကဒီမှာ impulsive phase တစ်ခုရှိရယ်ပြီးတော့ဒီအခြေအနေမှာ corrective ဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့ corrective ဖြစ်နေတဲ့အနေအထားကိုထပ်ပြီးတော့နည်းနည်းလေးကျွန်တော်တို့ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ focus ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်က Euro USD ကိုဒီ structure လေးကိုကျွန်တော်တစ်ချက်တွေ့ထားတာပေါ့နော်အဲ့တော့ဒီကောင်က
ဒီ ascending Euro USD ရဲ့ ascending structure မှာကျွန်တော်တို့ကဒီမှာဆိုရင်ဒါဆိုရင် rising wedge ပုံစံမျိုးပေါ့နော်အဲ့တော့1 2 3 third touch နဲ့သူကဒီမှာအောက်ကိုဆင်းလာတာပေါ့နော်အဲ့တော့လောလောဆယ် Euro USD ကဒီ structure အလုံးလုံးနေရဆိုရင်သူကအောက်ကိုတကြောပြန်ဆင်းနိုင်ခြေရှိတယ်အဲ့တော့အဲ့လိုတကြောပြန်ဆင်းနိုင်ခြေရှိတဲ့တဲမှာသူကဒီမှာကျွန်တော်တို့က structure bottom လေးရှိရပါတော့ပြောမယ်ဆိုတော့ support area ပေါ့ဒီ support area လေးရှိတယ်အဲ့တော့ Euro USD ကိုကျွန်တော် bias ဘယ်လိုသတ်မှတ်မလဲဆိုရင်ပထမဆုံး bias ကတော့သူကဒီမှာ attack leg တစ်ခုရှိတယ်အဲ့ attack leg ရဲ့ correction ဝင်နေတဲ့ phase တစ်ခုလို့ယူဆလို့ရတယ်အဲ့တော့သူဘယ်လောက်ထိ correction သွားနိုင်လဲဆိုတော့ဒီမှာကျွန်တော်တို့က Philip pattern တစ်ခုရှိတဲ့အတွက်ကြောင့်မို့လို့ဒီ key area ကိုလာ test လုပ်ပြီး correction သွားနိုင်သလိုဒီအောက်အထိကိုလည်းလာပြီးတော့ correction သွားနိုင်တယ်အဲ့တော့ Euro USD မှာက bias ကအဓိက corrective phase လေးရောက်နေတယ်ဒါပေမဲ့ကျွန်တော်ကဒီ pattern ကိုပို့ပြီးတော့အလေးပေးတာဖြစ်တဲ့ကြောင့်မို့လို့အကျ bias ကိုကျွန်တော်ပို့ပြီးတော့အလေးပေးခဲ့တယ်ပေါ့နော်ဒီအခြေအနေမှာတော့အဲ့တော့လက်ရှိအခြေအနေကိုကြည့်ခဲ့မယ်ဆိုရင် Euro USD ကဒီမှာဒီ pattern အရာကျွန်တော်တို့ဒီမှာတကြောကျလာတယ်ကျလာပြီးတော့လက်ရှိအခြေအနေဆိုရင်သူကဒီ key area လေးကနေဒီမှာဆိုရင်1 2ပေါ့နော် second touch ပေါ့ second phase အနေနဲ့ဒီမှာကျွန်တော်တို့က corrective ဖြစ်နေတာကိုတွေ့ရတာပေါ့နော်အဲ့တော့ထပ်ပြီးတော့ဒီ zone လေးကိုထပ်ပြီးတော့ချဲ့ကြည့်လိုက်မယ်ပေါ့နော်ဒေးချမှာချဲ့ကြည့်လိုက်မယ်ဆိုရင်ဒီ phase တစ်ခုအနေနဲ့ကျွန်တော်အကျ bias ကိုကျွန်တော်ယူထားတယ်အဲ့တော့ဒီမှာဆိုလဲ second touch အနေနဲ့ဒီမှာတကြော bearish phase တစ်ခုလာတယ်ပြီးတော့ဒီမှာ bearish continuation flag bear flag အနေနဲ့တကြောထပ်ဆင်းတယ်ထပ်ဆင်းပြီးတော့လက်ရှိအခြေအနေကကြတော့ corrective ဖြစ်နေတဲ့အခြေအနေအဲ့တော့ကျွန်တော်ကထပ်ပြီးတော့ချက်ကြည့်လိုက်မယ်ဆိုရင်ဒီ bearish impulsive phase ရဲ့ထပ်ပြီးတော့ကျွန်တော်ကဒီမှာနောက်ဆုံးအခြေအနေလေးကိုဖြည်းဖြည်းချင်းခြုံကြည့်လိုက်မယ်ဆိုရင် Euro USD ကဒီ zone လေးထဲမှာကျွန်တော်တို့ correction sideways သွားနေတာပေါ့နော်အဲ့တော့ကျွန်တော်ကလက်တလောကတော့ဒီ zone ထဲမှာပဲ sideways သွားတယ်ဒါပေမဲ့ bias ကကြတော့ချုပ်ကြည့်လိုက်ရင် तू ကဒီ attack လက်တစ်ခုပြီးတော့ correction လာနေပြီမဲ့တကယ်ကိုချုပ်ကြည့်လိုက်မယ်ဆိုရင် तू ကလေဒီအကျ phase တစ်ခုရဲ့ correction အဲ့ correction မှာထပ်ပြီးချုပ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာအကျလက်တစ်ခုရဲ့ correction ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီမှာဆိုရင်တော့ bearish bias ကိုကျွန်တော်ပို့ပြီးတော့အသားပေးတယ်အဲ့တော့ bearish bias ကိုအသားပေးတဲ့အတွက်ကျွန်တော်အယောင်အတွက် setup ကိုပဲကျွန်တော်စဉ်းစားရတယ်ပေါ့နော်အဲ့တော့အယောင်အတွက် setup ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကဆိုရင်တော့ကျွန်တော်ဒီ area မှာ line ချရတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ကဆိုတော့ကျွန်တော်ဒီ area မှာအယောင်လေးစောင့်ကြည့်ရပေါ့နော်အယောင်စောင့်ကြည့်ရအဲ့တော့အယောင်အတွက် setup ထားတယ်ပေါ့နော်အဲ့တော့လောလောဆယ်တနည်းကတော့ဒီမှာကြာပြီးတော့လောလောဆယ်အပေါ်ကိုပြန်တက်လာတယ်တက်လာပြီးမှလည်းကျွန်တော်ဒီမှာဝယ်ဖို့အတွက်ကို setup မစဉ်းစားခြင်းသေးပဲနဲ့အယောင်အတွက်ကိုပေါ့နော်အယောင်အတွက်ကို1 hour ကိုကျွန်တော်ရွှေ့လိုက်တဲ့အချိန်မှာဒီ market area လေးတွေရှိတယ်နောက်တော့ဒီမှာ key area လေးတွေရှိတယ်ပေါ့နော် liquidity area လေးရှိတယ်ဆိုတော့လက်ရှိဒီအခြေအနေကနေအပေါ်ကိုပြန်တက်ခဲ့ပြီးတော့ corrective movement လေးလာမယ်ဆိုတော့ကျွန်တော်ကဒီလို area လေးတွေမှာကျွန်တော်အတွက်ကျွန်တော် system နဲ့ကိုက်တယ်ဆိုရင်ရောင်းဖို့ကိုပြန်စဉ်းစားခြင်းတာပေါ့နော်ဒါကတော့ကျွန်တော် bearish bias ကိုကျွန်တော်ရှာတဲ့ပုံစံမျိုးနဲ့ bearish အတွက် setup လေးစဉ်းစားတဲ့ပုံစံမျိုးပါဆိုတော့နောက်ပဲတစ်ခုကြည့်အောင် okay နောက်ပဲတစ်ခုကတော့ AED USD ပေါ့နော် AED USD ရဲ့လက်ရှိအခြေအနေလေးကိုကြည့်လိုက်အဲ့တော့ဒီအခြေအနေလေးမရောက်ခင်ဒီကျွန်တော်ရှေ့ March လလောက်ထိကိုကျွန်တော် AED USD ကအတက် bias ကိုကျွန်တော်စဉ်းစားတာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် replay လေးတစ်ချက်ထောက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီအခြေအနေအထိမှာဆိုရင်ကျွန်တော် attack bias ကိုစဉ်းစားရတယ်။ဘာလို့လဲဆိုတော့ဒီအခြေအနေမှာဆိုရင်ကျွန်တော်တို့က market က phase ကဒီမှာဆို impulsive phase တစ်ခုရှိရပါတော့။ပြီးတော့ဒီမှာကျွန်တော်တို့ correction phase ဖြစ်ပြီးတော့ impulsive ဖြစ်တယ်ပြီးတော့ market က corrective phase ပြန်လာတယ်ပေါ့နော်။အဲ့တော့ price movement ကိုကြည့်လိုက်တော့လဲ corrective movement ဖြစ်နေတယ်။ဘောင်ပင်ရိုက်နေတယ်ပေါ့နော် ranging ဖြစ်နေတယ်။အဲ့တော့ဒီအခြေအနေမှာဆိုရင်ကြတော့ကျွန်တော်တို့ကအမြဲတမ်း impulse correction impulse အနေထား market nature နဲ့ပဲစဉ်းစားနေတယ်ဆိုရင် okay အဲ့တော့ impulsive phase တစ်ခုလာတယ်ပြီးတော့ correction ဖြစ်သွားတယ်ပြီးတော့ဒီနားမှာလည်း market က correction ဖြစ်ပြီးတော့ eBay ပဲနဲ့ပြန်ဆင်းလာတယ် design နဲ့အနေထားဖြစ်နေတယ်အဲ့တော့ဒီကောင်ဆိုရင်တော့တေးကြတယ်ရှေ့မှာအတက်အားလည်းကောင်းနေတယ်ဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုအတက် bias အတွက်ပဲစဉ်းစားတင်တယ်ဆိုတော့ဒီအချိန်တွေမှာဆိုတော့ AUD USD ကဒါကျွန်တော်အတက် bias နဲ့ပဲကျွန်တော်စဉ်းစားခဲ့တယ်အဲ့တော့ဒီနားမှာကျွန်တော်ဝယ်ဖို့စောင့်ကြည့်ရပေါ့နော်အဲ့အချိန်တွေတော့စောင့်ကြည့်ရဆိုတော့ market ကဘယ်လိုသွားလဲဆိုတော့ဒီအချိန်တွေကနေပဲကျွန်တော်တို့အောက်လေးကို outer structure ကို
တစ်ချက်ဆင်းပြီးတော့အပေါ်ဆက်တက်ခဲ့တာပေါ့နော်ဆိုတော့လောလောဆယ်အနေထားအရပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီအရှိအခြေအနေကတော့ impulse correction impulse ဖြစ်ပြီးတော့ဈေးကတက်ခဲ့တယ်ပေါ့နော်အဲ့တော့ဈေးတက်ခဲ့ပြီးတော့ဒီအနီရောင် rising wedge လေး structure တစ်ခုဖြစ်ပြီးတော့ဒီမှာသူ bearish impulsive တစ်ခုပြန်စရတယ်နောက်တစ်ခုကကျတော့ဒီမှာကျွန်တော်တို့ corrective ပြန်ဖြစ်နေတယ်ပေါ့နော်ဒီအခြေအနေဆိုရင်ကျွန်တော်ကဒီ structure အရဆိုတော့ဒီကောင်ကဒီမှာ bearish impulsive leg တစ်ခုဆင်းလာတယ်ဒီမှာဆိုတော့ engulfing တစ်ခုရှိတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေကဆိုတော့ bearish bias တော့ကျွန်တော်ရှိတယ်အဲ့တော့ဒီ structure မှာကျွန်တော် bearish bias အရာရောင်းဖို့တော့ကျွန်တော်စဉ်းစားရပေါ့နော်အဲ့တော့လောလောဆယ်ဒီမှာဒီနားလောက်ကိုဒါပြန်လာမယ်ဆိုရင် touch structure အရာကျွန်တော်ရောင်းဖို့အတွက်စဉ်းစားရတယ်ဒါပေမဲ့ဒီမှာနောက်ထပ် bias တစ်ခုရှိတာဗာလဲဆိုတော့လေဒီရှေ့မှာကကျွန်တော်တို့က attack leg တစ်ခုရှိရဲဒီမှာဆိုလဲကျွန်တော်တို့က correction ဖြစ်ပြီးတော့ attack leg တစ်ခုရှိရဲဆိုတော့နောက်ထပ် bias ကသူကဒီမှာလေ key area တစ်ခုထပ်ထောက်ထားသေးတာပေါ့နော်အဲ့တော့ဖြစ်နိုင်ခြေရှိတာသူကဒီ structure အကြောင်းမို့လို့ဒီမှာဆင်းနေဆိုတာကကျွန်တော်တို့ကား break အုပ်လိုက်တယ်လို့ပဲပေါ့နော်ဒီမှာတစ်ချက်တန့်သွားတယ်လို့ယူဆလို့ရတယ် price section ကလေအဲ့တော့တန့်သွားပြီးတော့သူဆင်းလာတဲ့အချိန်မှာဒီရှေ့ကတက်လာတဲ့အတက်အားတစ်ခုရဲ့ဒီမှာ correction ဖြစ်ပြီးတက်ခဲ့တဲ့ structure တစ်ခု support တစ်ခုရှိနေသေးတယ်အဲ့တော့ဆိုလိုချင်တဲ့သဘောကသူကဒီကနေကြားခဲ့ပေမဲ့လည်းဒီနားမှာလည်း break မိပြီးတော့ပြန်တန့်နေတာပေါ့နော်အဲ့တော့ဒီနားမှာလည်း rejection တစ်ခုတွေ့နေရတယ်ဆိုတော့ attack bias လေးတစ်ခုလည်းနည်းနည်းလေးပြန်ရှိနေသေးတယ်ဆိုတော့ဒီမှာတော့ setup ပေါ်ရင်တော့ကျွန်တော်ကတော့မစင်စားဘူးရှေ့ဘာဆက်ဖြစ်မယ်ဆိုတာစဉ်းစားကြမလို့ရောင်းအောင်ပါပဲသို့ပေမဲ့လည်းဒီ structure အရာဒီကောင်ကအပေါ်ကိုတကြောပြန်တက်နိုင်ပြီးတော့ဒီနားမှာ correction ဒီ attack တစ်ခုရဲ့ဒါမျိုးပေါ့နော် continuation phase တစ်ခုသွားနိုင်သေးတယ်ဆိုတာကိုလည်းကျွန်တော်တို့ကထည့်သွင်းစဉ်းစားသင့်တယ်ဆိုတော့ bias နှစ်မျိုးရှိတယ် two sided bias ပေါ့နော်ဆိုတော့ဒီ AUD USD ဆိုလဲဒါ two sided bias အနေနဲ့ကျွန်တော်တို့ယူဆလို့ရတယ်ဆိုတာလေးကိုကျွန်တော်ပြောပြတာပါအဲ့တော့ two sided bias အနေနဲ့ AUD USD ကထည့်သွင်းစဉ်းစားသင့်တယ်ဒါပေမဲ့အရာအတွက်ကိုတော့ကျွန်တော်ပို့ပြီးတော့ setup ဦးစားပေးတယ်အဝယ်အတွက်ကကြတော့ကျွန်တော်ကသတိထားရုံနဲ့သတိထားတာပေါ့နော်အဲ့တော့ AUD USD က two sided bias ဖြစ်ပြီးမဲ့ကျွန်တော် bearish bias ကိုပဲကျွန်တော်ဦးစားပေးပြီးစဉ်းစားရတယ်နောက်ထပ်အတက်ဖက်ကိုရှိနိုင်သေးတယ်ဆိုတဲ့အချက်ကကြတော့သတိထားတဲ့အချက်ပါပေါ့နော်ဆိုတော့ဒါကတော့ AUD USD ကကျွန်တော် two sided bias ရှိရဆိုတဲ့ပုံစံလေးနဲ့ပဲကျွန်တော်စဉ်းစားရတယ်အဲ့တော့နောက်တစ်ခု anticipational bias ဆိုတာကျွန်တော်ပြမယ် anticipational bias ကကြတော့ GBP USD မှာလက်ရှိဆိုရင်ကျွန်တော်အတွက်တော့ anticipational bias ပဲ GU ကလေ day chart မှာကျွန်တော်တို့ higher time frame ကိုကြည့်လိုက်မယ်ဆိုရင်လက်ရှိကဒီကောင်ဘယ် phase မှာရှိနေလဲပေါ့နော်ဘယ်လိုမျိုးသွားနေလဲဆိုရင်ဒီကောင်ကဒီမှာ attack leg တစ်ခုလာတာပေါ့နော် attack leg တစ်ခုလာပြီးတော့သူကဒီမှာcontinuation phase တစ်ခုနဲ့ဈေးတက်တယ်တက်ပြီးတော့ပြန်ကျတာပေါ့နော်ကျတဲ့အနေထားရတော့ဒီမှာဆိုရင် designing structure တစ်ခုရှိရဲဆိုတော့ designing structure မှာသူကဈေးပြန်တက်ရမှာပေါ့နော်အဲ့တော့ဈေးပြန်တက်မဲ့အချိန်မှာသူကအတက်အားမပါဘဲနဲ့ဒီမှာဆိုရင်ကျွန်တော်တို့က bearish ascending အခြေအနေလေးတစ်ခုပြန်တွေ့တယ်အဲ့တော့ပြန်တွေ့ပြီးတော့သူကဒီမှာ bearish impulsive တစ်ခုပြန်ကျတယ်ပေါ့နော်ကျပြီးတော့လက်ရှိအခြေအနေကသူကဒီမှာ correction ဖြစ်နေမဲ့အနေအထားတစ်ခုလည်းရှိတယ်အဲ့တော့ဒီ correction ဖြစ်နေမဲ့အနေအထားတစ်ခုမှာ price က corrective phase တစ်ခုဖြစ်နေတယ်အဲ့တော့ရှေ့မှာ key area ကဒီမှာ key area ရှိတယ်ဒီမှာဆိုရင်ကျွန်တော်တို့ key area support ထောက်ထားတဲ့အကောင်မရှိဘူးပေါ့နော်မရှိတော့လက်ရှိအခြေအနေကတော့သူကဒီအောက်ကိုလည်းသွားနိုင်သလိုဒီအပေါ်ကိုလည်းသွားနိုင်ပြီးတော့ဒီကြားထဲမှာပဲ corrective phase ဖြစ်နိုင်တယ်ဆိုတော့ market တေချာလေးချဲ့ကြည့်လိုက်ရင်ဆရာသမားတို့ GBP USD ကလုံးဝကျွန်တော်အတွက်တော့ bias ကမသေးဘူးကျွန်တော် setup ရှာဖို့ကျွန်တော်တို့ key area တွေရောဒီကောင်ဖြစ်နိုင်ခြေများတဲ့ setup တစ်ခုပေါ့နော် high probability ဖြစ်တဲ့ setup တစ်ခုကိုအထောက်ထားပေးတဲ့ setup မျိုးက GBP USD မှာရှိမနေဘူးဆိုတော့ဒါကျွန်တော်အတွက်ဆိုတော့ anticipation နဲ့ bias ပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီတပတ်နဲ့ပြီးခဲ့တဲ့ဘက်ကလက်တလုံးမှာ GBP အတွက်ကျွန်တော် setup ကိုမထားပြဘူးပေါ့နော်သူ price action ဘယ်လို develop ဖြစ်လဲဆိုတာပဲကျွန်တော်စောင့်ကြည့်နေတာပေါ့နော်အဲ့တော့လက်ရှိအနေထားရတော့နောက်ထပ်3-5ရက်လောက်မှာ price action develop ဒါမျိုးလေးတွေဖြစ်လာတယ်ဆိုတော့ဒီနားမှာရောင်းဖို့အတွက်စဉ်းစားမှာပေါ့နော်လက်တလုံးကတော့ဘာမှ setup ရှာလို့မရဘူးပေါ့နော်ဆိုတော့ဒါကတော့ anticipational bias ပါအဲ့တော့လက်တလုံးအချိန်တွေမှာနောက်ထပ် two sided bias တစ်ခုရှိသေးတယ်ကျွန်တော်ဒီတပတ်မှာပဲဖြစ်ခဲ့တာပေါ့နော်အဲ့တော့ဒီတပတ်မှာဖြစ်ခဲ့တာအဲ့ကောင် kiwi ပါ kiwi ဆိုရင်ကျွန်တော်ဒါday chart မှာပေါ့နော် day chart မှာဆိုရင် kiwi ကအရင် clear ဖြစ်တယ်အဲ့တော့သူကဒီ zone ထဲမှာပဲ corrective ဖြစ်နေတာပေါ့နော်အပေါ်အောက်ဘောင်ပဲရိုက်နေတယ်အဲ့တော့ဒီမှာဆိုလဲ clear design နဲ့
သူအပေါ်တက်တယ်ပေါ့နော်ဒီမှာဆို impulsive phase ဒါ descending channel တက်တယ် continuation flat bull flat နဲ့အပေါ်ဆက်တက်တယ်ဆက်တက်ပြီးတော့ corrective ပြန်ဖြစ်တယ်ဒီ key area မှာ descending channel နဲ့ပြန်တက်တယ်ပေါ့နော်ဒါတော့ဒီမှာ impulse correction impulsive phase နဲ့ပြန်တက်တယ်အဲ့တော့အဲ့ပြန်တက်တဲ့အနေအထားကကျွန်တော်တို့ကအတက် bias ကိုယူဆလို့ရတယ်ဒီ structure ဒီ descending channel အရာပေါ့နော်တို့ပေမဲ့လည်းသူ့ရဲ့နောက်ထပ် corrective ဖြစ်တဲ့ structure တစ်ခုကဒီမှာဆိုရင် AUD USD လိုပဲ descending nature တစ်ခုရှိနေသေးတယ်အဲ့တော့အဲ့ကာလာတော့ဆိုရင် NU ကလုံးဝ two sided bias ပဲဒီမှာဆိုလည်းအကြအတွက် structure ရှိရပေါ့နော်အဲ့တော့နောက်တစ်ခုဒီလိုကျလာတဲ့အချိန်မှာပေါ့နော်ဒီမှာဆိုရင် bearish impulsive တစ်ခုတွေ့ရမယ်ပေါ့နော်ကျွန်တော်တို့နည်းနည်းလေးချဲ့ကြည့်လိုက်မယ်အဲ့တော့ဒီကောင်ဆိုရင် bearish impulsive phase တစ်ခုပဲခင်ဗျ bearish impulsive phase တစ်ခုပဲပြီးတော့ပြီးခဲ့တဲ့အခြေအနေကဆိုရင်ဒီတက်တဲ့ပြီးခဲ့တဲ့အပတ်ကဆိုရင်ဒီကောင်ကလုံးဝဈေးကျမယ်ပြီးရင်ဒီမှာ bearish flat နဲ့အောက်ကိုဆက်ဆင်းမယ်လို့ယူဆရမယ် bearish bias ရှိမဲ့ပုံစံမျိုးပဲပေါ့နော်ဒါပေမဲ့အဲ့ကာလမှာတော့လည်းကျွန်တော်က two sided bias ကျွန်တော်မှရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်1 hour ချက်ကိုပြောင်းပြမယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကြည့်ကျွန်တော်တို့ဒီဆွဲထားတာလေးကိုတစ်ချက်ပြန်ဖြတ်လိုက်မယ်ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ပြမယ်အဲ့တော့လက်တလောအနေထားရတော့သူကဒီမှာ bearish ဖြစ်တယ်ပေါ့နော် bearish ဖြစ်ပြီးတော့ဒါမျိုးပေါ့ဒီလိုလေးလာပြီးတော့ဆင်းနိုင်ပေမဲ့နောက်တစ်ခုကကျွန်တော်ရှေ့ရ AU မှာလို့ပဲနောက်ထပ် two sided bias ကလေသူကဒီမှာတက်ထားတာဖြစ်တယ်ဖြစ်ပြီးတော့ဒီမှာတက်တယ်ပြီးတော့ correction ပြန်လာတာဖြစ်တဲ့အတွက်ဒီဒီ descending channel ကြီးက main structure ဖြစ်တာပေါ့နော်အဲ့တော့သူကဒီမှာ impulse correction impulse သွားမယ်လို့လဲကျွန်တော်ကယူဆရတော့ဒီကောင်ကိုကျွန်တော်က two sided bias ထားတယ်အဲ့တော့အကြအတွက်လည်းဖြစ်နိုင်သလိုအတက်အတွက်လည်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အကြအတွက်မှာကျတော့ကျွန်တော်ကဘာကိုစောင့်တာလဲဆိုတော့ valid pattern တစ်ခုကိုကျွန်တော်စောင့်ခဲ့တယ်ဒါမျိုးပေါ့ဒါမျိုးဆိုရင်တော့ကျွန်တော်အတွက် valid pattern ပဲဒီမှာ middle phase တစ်ခုရှိတယ်သူအပေါ်ကိုလာမယ်ဆိုရင်ရောင်းလို့ရမယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်တွေမှာသူဘယ်လိုရွေလျားခဲ့လဲဆိုတော့အပေါ်ထိမလာဘူးပေါ်ထိမလာဘဲနဲ့အောက်ကိုပြန်ဆင်းနေပေါ့နော်အဲ့တော့အောက်ကိုပြန်ဆင်းတဲ့အချိန်တွေမှာဆိုရင်ဒီမှာဆိုရင်တအားတိတာတယ်အစကတော့ bearish bias ကိုစောင့်ပေးမယ်နောက်ထပ် two sided bias ကရှေ့မှာအတက်ကိုလည်းလာစရာရှိတာဖြစ်တော့ကြောင့်မလို့ဒီမှာကျွန်တော်တို့ကဒီ key area ကနေတက်ထားတယ်လေเนาะအဲ့တော့ဒီမှာဆိုရင်အရန် clear ဖြစ်တယ်ကျွန်တော်ဒီမှာဆို buy setup တစ်ခုကျွန်တော်ထပ်ပြီးတိစောက်ခဲ့တယ်အဲ့ buy setup ကဘယ်လိုယူဆခဲ့ရလဲဆိုတော့ဒီမှာဆိုရင်အတက်လက်တစ်ခုရယ် impulse correction impulse ဒါ flag တစ်ခုပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာ buy setup တစ်ခုရှာရတယ်ဒီမှာ buy setup အရာဒီကောင်ဈေးပြန်တက်တယ်ပေါ့နော် okay အဲ့တော့ဒီမှာဆိုရင် buy setup အရာဈေးပြန်တက်တယ်ဈေးပြန်တက်ပြီးတော့ဒီ two sided bias မှာကကျွန်တော်အတက် bias လည်းရှိသလိုအကျ bias လည်းရှိတော့ဒီမှာတော့ကျွန်တော်ကဒီ key area နှစ်ခုမှာကျွန်တော်အတက် bias လို့ setup ရှာတယ်ဈေးတက်တယ်အဲ့တော့ပြီးတော့ဒီမှာကျတော့လဲကျွန်တော်အကျ bias အတွက်ကိုကျွန်တော် setup ပေါ်တော့ဒီမှာကျွန်တော်အယောင်ပြန်ယူရဲပေါ့နော်အယောင်ဒီမှာပြန်ယူရဲဒီမှာပြန်ယူတဲ့အချိန်မှာကျွန်တော်ဒီမှာတော့အဝယ်အတွက်ရတယ်လို့ဒီမှာတော့ကျွန်တော်အယောင်အတွက်ရှုံးတယ်ပေါ့နော်ဆိုတော့ two sided bias ကဖြစ်နိုင်ချေ market behavior ပေါ်အခြေခံပြီးတော့ကျွန်တော်ဒါမျိုးစဉ်းစားခဲ့တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ two sided bias ကိုခုန AU နဲ့မတူဘဲနဲ့ AU ကကျတော့သတိထားတဲ့နယ်ဆိုတော့ two sided bias ပေါ့နော်တစ်ဖက်ကိုရွေးတယ်တစ်ဖက်ကိုသတိထားတဲ့နယ်ဒီ two sided bias ကကျတော့နှစ်ဖက်လုံးကို setup ရှာတဲ့သဘောပါအဲ့တော့ကျွန်တော်အဝယ်အတွက်လည်း setup ရှာထားတယ်အယောင်အတွက်လည်း setup ရှာထားတယ်အဲ့တော့ဖြစ်တဲ့တစ်ခုလုံးကိုကျွန်တော် react လုပ်မယ်ဆိုတဲ့သဘောပါပဲဆိုတော့ DNU မှာဒီ NZD USD မှာပေးချင်တဲ့ message ကဒါလေးကိုပေးချင်တာပေါ့နော်ကျွန်တော်ရဲ့ဒီ၄မျိုးပေါ့နော် bias ၄မျိုးအတက် bullish bias bearish bias and decisional bias နဲ့ two sided bias ကိုဘယ်လိုယူဆလဲဆိုတော့သဘောပေါက်မှထင်ပါတယ်ဆိုတော့ကျွန်တော်ကတော့ bias ကိုအခုလိုမျိုးရှာထားရှိပါတယ်အဲ့တော့ bias ကခုနကကျွန်တော်ပြောခဲ့သလိုပဲဖြစ်နိုင်ခြေနဲ့ market behavior ပေါ်အခြေခံပြီးတော့နှစ်ဖက်လုံးသွားနိုင်တာလားဒါမှမဟုတ်အခြေအနေကမကောင်းလားစောင့်ကြည့်တဲ့နာလားဒါမှမဟုတ် bullish ကို clear တိချာပြနေတာလား bearish ကို clear တိချာပြနေတာလားဆိုတာကိုတိချာလေးကိုစဉ်းစားဆုံးဖြတ်သင့်တယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်အနေနဲ့ကျွန်တော်သတိထားမယ့်အချက်လေးတွေပြောပြချင်တယ်အဲ့တော့သတိထားမယ့်အချက်ကလေ bias မှာ
healthy ဖြစ်တဲ့ bias နဲ့ unhealthy ဖြစ်တဲ့ bias ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော်တို့ဒီမှာ unhealthy ကိုတော့နာမည်ပေးထားတာတော့ toxic လို့တော့နာမည်ပေးထားတာပေါ့ဗျာဆောင်းရတဲ့ခါလေးကျရင် toxic ဆောင်းဖြစ်တဲ့ခါမျိုးရှိတယ်ဆိုတော့အဲ့လိုအခြေအနေတွေပေါ်မှာကိုက healthy bias ဖြစ်နေတာလား toxic bias ဖြစ်နေတာလားဆိုတော့ကိုသတိထားသင့်တယ်ပေါ့နော်အဲ့တော့ healthy bias ကတော့ရှင်းတယ်ကျွန်တော်တို့ market အခြေအနေပေါ်မူတည်ပြီးတော့ adaptable ဖြစ်ရမယ်ခုနကလိုမျိုးပေါ့နော်NUD USD မှာဆိုလဲနှစ်ဖက်လုံးသွားမယ်ဆိုလဲနှစ်ဖက်လုံးကိုကျွန်တော် set တည်ဆောက်ရမယ်ပုံစံမျိုးဒါမှမဟုတ် AUD USD မှာဆိုရင်လဲတစ်ဖက်တော့သတိထားရမယ် bias မျိုးရှိနေတယ်ဆိုရင် evolve ဖြစ်တယ် evolve ဖြစ်တယ်ဆိုတာကိုကအကြဘက်ကိုလုံးဝရွေးချယ်ထားတယ်အကြဘက်ကို set ရှာတယ်ဒါပေမဲ့လည်းကို stop loss ထိသွားမယ်ခုနလိုမျိုးသတိထားရမယ်အတက်ဖက်သွားနိုင်ခြင်းရှိတဲ့ဟာမျိုးဖြစ်နေတဲ့အခါကျရင် evolve ဖြစ်တယ် okay အတက်သွားမယ်ဆိုရင်လည်းအတက်ဖက်ကို structure ပေါ်မူတည်ပြီးတော့ပြောင်းသင့်ရင်ပြောင်းလဲရမယ်အခြေအနေမျိုးကိုဆုံးဖြတ်ချက်ပြောင်းသင့်ရင်လည်းပြောင်းသင့်တယ်ပေါ့နော်ဒါကhealthy ဖြစ်တဲ့ bias အခြေအနေတွေပါအဲ့တော့နောက်တစ်ခုကကျတော့ probability mindset ရှိရမယ်အဲ့တော့အားလုံးကကျွန်တော် anything can happen in market ကလေ probability ဖြစ်နိုင်ခြေပေါ်မူတည်ပြီးပဲဆုံးဖြတ်ထားတာဆိုတော့ဖြစ်နိုင်ခြေကဖြစ်တာလည်းရှိတယ်မဖြစ်တာလည်းရှိတယ်ဆိုတော့မဖြစ်ရင်လည်းကျွန်တော်တို့ကနောက် setup တစ်ခုကို ACC ရှာတဲ့နဲ့ bias ကိုပြန်ပြီးတော့တည်တည်ချာချာ clear လုပ်တင်တယ်ပေါ့နော်အဲ့တော့ probability mindset ရှိတဲ့နဲ့ toxic bias ကကြတော့ခုနအချက်တွေနဲ့ပြောင်းပြန်ပေါ့ဗျာအဲ့တော့ emotional attachment တွေပါလာတယ်အဲ့တော့ဆိုပါစို့ကျွန်တော်တို့ကအဝယ်ဘက်ကို bias ထားရတယ်ပေါ့နော်ဝယ်ခြင်းတယ်ဒါပေမဲ့လည်းကိုကလည်းဝယ်ထားတယ်ဒါပေမဲ့အဲ့အချိန်မှာ bearish candle တတော့ဒိန်းဆိုဆင်းလာတဲ့အချိန်မှာ emotional attachment တွေဖြစ်ပြီးတော့ဟာပြန်ကြရမယ်ဆိုပြီးတော့ကိုဟာကိုပိတ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပိတ်ပြီးတော့အယောင်ဘက်ပြောင်းလိုက်တာမျိုးပေါ့နော် beginner ဘောမှာဆိုတအားဖြစ်တာကိုကတော့ attack bias ပဲဒါပေမဲ့stop loss လေးအကြကြီးဒုံဆိုဖြစ်တဲ့အချိန်မှာ stop loss ထိတာပဲဖြစ်ဖြစ်ကိုက attack ကိုပိတ်ပြီးတော့အယောင်ဘက်ပြောင်းလိုက်တာပဲဖြစ်ဖြစ်ဆိုရင်ဒါ emotional attachment ဖြစ်ပြီးတော့ bias ပြောင်းတာမျိုးတွေဖြစ်တယ်ဆိုတော့အဲ့ emotional attachment နဲ့ bias ပြောင်းတာမျိုးတွေမလုပ်သင့်ဘူး logical ကြပဲ bias ကိုစဉ်းစားတင်တယ်နောက်တစ်ခုကကျတော့ခေါင်းတအားမာတယ်ပြီးတော့ခံမှန်းတာဗျာငါ bias ကအတက်ဈေးကတက်ကိုတက်ရမယ်ဆိုတဲ့ဟာမျိုး probability base မထားဘူးအဲ့တော့ခံမှန်းပြီဆိုရင်နောက်တစ်ခုကဘာလာလဲဆိုတော့လေအဲ့ခံမှန်းတော့ကိုမှန်ကျင်တဲ့ ego ပါတယ်ငါခံမှန်းတာအတက်ပဲမှန်အောင်မှန်ရမယ်အဲ့တော့ကြလေဈေးကြလေဝယ်လေဈေးကြလေဝယ်လေဈေးကြလေဝယ်လေလောက market ကိုရှင် fight တာမျိုးရှိတာပေါ့နော်ဆိုတော့ဒါတွေကတအား toxic ဖြစ်တယ်မလုပ်သင့်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ evolve မလုပ်ဘူးအဲ့တော့ခေါင်းတားမှာတယ်ဒီခံမှန်းတာရဲ့မှန်ကျင်တဲ့စိတ်ရဲ့နောက်မှာဘာလာလဲဆိုတော့ evolve မလုပ်ဘူး adaptable ဖြစ်တော့အဲ့လိုမျိုးဆိုရင် toxic ဖြစ်ပြီးတော့ market ကိုရှင် fight တာမျိုး trend against ကိုတောက်လျှောက်ရှင် fight တာမျိုးတွေဖြစ်တတ်တယ်မဆုံးရှုံးတင်တာတွေဆုံးရှုံးပြီးတော့အဆင်မပြေတာဖြစ်တတ်တယ်ပေါ့နော်ဆိုတော့bias နဲ့ပတ်သက်ပြီးတော့ဒီချက်လေးတွေကိုသတိထားသင့်ပါတယ်ဆိုတော့အခုကြည့်နေတဲ့ညီကောင်မတွေရောဘယ်လို bias ရှာလဲ bias ကိုဘယ်လိုရွေးချယ်လဲပေါ့နောက်တော့ bias နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခြင်းတဲ့အချက်တွေရှိရဆိုရင်လည်း comment မှာဆွေးနွေးပြသွားပါဦးဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးဖြစ်မှတော့ကတော့ Altima Markets ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်မြန်မာ region မှာမှတ်ပုံတင်တဲ့ KYC တင်လာပြီးတော့အောက်မှာပေးထားတဲ့ link ကနေတစ်ဆင့်ရုံးချင်းစိတ်ချစွာ register လုပ်နိုင်ပါတယ်